ရောပနိုင်ငံတွေအပြင်ဖင်လန်နိုင်ငံမှာပါဝယ်လို့ရတယ်မြန်မာနိုင်ငံကနေဓာတ်ရိုက်တင်သွင်းတဲ့ Made in မြန်မာဆန်ကိုဒီနေ့ကျွန်တော်သွားကြည့်မှာဖြစ်ပါတယ်ဟယ်လိုမင်္ဂလာပါခင်ဗျာဒီနေ့ကတော့ကျွန်တော်ဈေးဝယ်သွားမှာဖြစ်ပါတယ်ဒါတော့ကျွန်တော်တို့ပေါ့နော်ဖင်လန်နိုင်ငံမှာရှိတဲ့နာမည်ကြီးစူပါမားကတ်တစ်ခုကိုကျွန်တော်ဈေးဝယ်ရင်းနဲ့အတူတူပေါ့နော်ပစ္စည်းလေးတွေကိုလိုက်ပြမှာဖြစ်ပါတယ်ခင်ဗျာကဲရောက်ပါပြီကျွန်တော်ချင်းယူပါမယ်ခင်ဗျာအသီးနှံတွေကတော့အရန်ပေါ်ပါတယ်ဘာလို့လဲဆိုတော့ဒီနိုင်ငံရဲ့နေရာဒီဖြစ်တဲ့အတွက်အသီးနှံတွေကတော့အရန်ပေါ်ပါတယ်ခန်းကြီးသီးတွေဆိုလို့ရှိရင်လည်းအရန်ကိုလှပြီးတော့အကြီးကြီးပါခင်ဗျာလက်ဖက်တုပ်စားဖို့အတွက်ခန်းကြီးသီးကျွန်တော်ရွေးနေပါတယ်ခင်ဗျာပြီးတော့လိုအပ်တဲ့ coffee တို့တခြားစက်သွန်ပြီးစက်သွန်တွေကျွန်တော်လိုအပ်တာတွေကျွန်တော်ကြည့်ပါတယ်ခင်ဗျာနောက်ဆုံးတော့ကျွန်တော်တို့ဆန်ကိုတွေ့ပါပြီဆန်ကို Made in ကြည့်လိုက်တဲ့အခါကျတော့ Made in မြန်မာဖြစ်နေပါတယ်ခင်ဗျာဒီဖင်လန်ရောက်မြန်မာတွေတော်တော်များများပေါ့နော်ဒီဆန်ကိုသဘောကျပါတယ်သူကမြန်မာဆန်တိုင်းပဲမြန်မာအရာဒါတိုင်းပဲချက်လို့လည်းကောင်းပါတယ် 1kg တုပ်တွေလာတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ဘယ် brand ပဲယူကျွန်တော်တို့ 1kg ပဲဖြစ်ပါတယ်ဒါကတော့ကျွန်တော်တို့စီပဲဖြစ်ပါတယ်ခင်ဗျာစီတို့စားတို့ကြက်ဥတို့ပေါ့နော်တခြားပေါ့နော်အသီးအနှံတွေဆိုလဲစုံပါတယ်ငပြောသီးတွေလည်းခုချိန်မှာဆိုရင်အရန်သေးချိုပါတယ်ခင်ဗျာတခြားပေါ့နော်အသီးအနှံတွေဆိုလို့ရှိရင်အမျိုးပေါင်းတွေစုံပါတယ်တချို့အသီးတွေဆိုရင်ကျွန်တော်နာမည်တောင်ခေါ်တတ်ပါဘူးချယ်ရီသီးတွေဆိုလည်းအရန်ပေါ်ပါတယ်ခင်ဗျာပြီးတော့ဆလတ်ရွက်တွေနနံပင်တွေလည်းအများကြီးပဲရှိပါတယ်ခင်ဗျာဒါကတော့ကျွန်တော်တို့အေးနဲ့ဘီယာတန်းဖြစ်ပါတယ်ကျွန်တော်လိုအပ်တဲ့အေးနဲ့မုန့်နဲ့ဝယ်ပြီးတော့ကျွန်တော်နောက်ဆုံးငွေရှင်းဖို့အတွက်ဒန်းစာစီပါခင်ဗျာသူကလူများတာဖြစ်တဲ့အတွက်ကြောင့်မလို့နည်းနည်းတော့ဒန်းစီပြီးတော့ရက်ဆောင်ပါပါတယ်ခင်ဗျာဟဲ့ဒီတော့ငွေလဲရှင်းပြီးပြီဖြစ်တဲ့အတွက်ကျွန်တော်ပြန်ပါပြီခင်ဗျာကျွန်တော်ရဲ့ဈေးဝယ်ဘလော့လေးကိုကြည့်ပေးတဲ့အတွက်အားလုံးကျေးဇူးတင်ပါတယ်ဘိုင်ဘိုင်